အားလုံးပဲမင်္ဂလာပါနော်ကိုစတောင်းမြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့1980ပြည့်လွန်နှစ်များမှာဖြစ်ပျက်ခဲ့တဲ့အရာရာကိုလျှို့ဝှက်စမ်းကြံမှုတွေနဲ့ဖုံးလွှမ်းသွားစေတဲ့ Clap ဆက်လန်ရဲ့အဆုံးသတ်တဲ့အကြောင်းအရာပြည့်စုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဆက်လန်ရဲ့ဆက်ကောင်ဟာ Jackson ဖြစ်ပါတယ်1984ခုနှစ်အောက်တိုဘာလ10ရက်မှာငွေကြေးအခက်အခဲရှိနေတဲ့ Jackson ဟာသတင်းစာထဲမှာတွေ့ရတဲ့အိမ်ဆောင်အလုပ်တစ်ခုကိုယူလိုက်ပါတယ်ဒီလောက်ကပတ်စံမြင့်မြင့်ရမယ်ညတညပဲစောင့်ရမယ်ဆိုပြီး Jackson ကပြောနေခဲ့ပါတယ်ဒါပေမဲ့သူမသိလိုက်တာကဒီရက်ွက်တစ်ခုလုံးဟာကြောက်မက်ဖွယ်တတဝါတစ်ကောင်ရဲ့အမဲလိုက်ရနေမြေဖြစ်နေတယ်ဆိုတာပါပဲ Jackson ဟာ Maxim ဆိုသူရဲ့အိမ်ကိုအဆောင်လာလုပ်တာပါရက်ွက်ထဲရောက်တာနဲ့ရက်ွက်ထဲမှာစိုးရင်ဘူးပန်စိတ်ကြောချမ်းစရာခန်းစားချက်တွေဝင်လာခဲ့ပါတယ်သူဟာစိတ်ဖိစီးမှုတွေကိုဖျောက်ပြီးလမ်းလျှောက်လာတော့အိမ်နီးချင်းမာကိုနဲ့တွေ့ခဲ့ပါတယ်မာကိုက Maxim ကအိမ်ဆောင်ငါတာထူးဆန်းတယ်ပုံမှန်ဆိုငါပဲစောင့်ပေးနေကြလို့ပြောခဲ့ပါတယ်မာကိုဟာသူတို့ရက်ွက်ထဲမှာလျှို့ဝှက်စမ်းကြယ်စွာပျောက်ဆုံးမှုတွေဆက်တိုက်ဖြစ်နေတာကြောင့် Clap လက်ခုပ်တီးထိန်းချုပ်စနစ်လုံခြုံရေးစနစ်ကိုအိမ်တိုင်းတက်ဆင်ထားကြောင်းရှင်းပြခဲ့ပါတယ်ဒီစနစ်ကလက်ခုပ်တီးလိုက်ရင်အိမ်မီးတွေကိုပိတ်လိုက်ဖွင့်လိုက်လှုပ်လို့ရပါတယ်မာကိုကအိမ်နီးချင်းဆယ်မော်လည်းမမြင်ရတာရက်တော်ကြပြီလို့ပြောလိုက်တဲ့အခါမှာဂျက်ဆန်ရဲ့ရှင်ထဲကမကောင်းတဲ့ခန်းစားချက်ဟာအခြေအမြင့်ရှိတယ်ဆိုတာသိချသွားပါတော့တယ်ဂျက်ဆန်ဟာမက်ဆင်အိမ်နဲ့ရောက်တော့မီးတွေအလိုလိုပွင့်လာတာကိုတွေ့ရပါတယ်သူဟာအိမ်ပိုင်ရှင်မက်ဆင်ချန်နာခဲ့တဲ့လောက်ရမဲ့စီရင်တူးတူလစ်ကိုစစ်ဆေးပြီးအလုပ်တွေစလုပ်ပါတယ်အိမ်ထဲမှာတောက်ခတ်ထားတဲ့အခန်းကန်ရှိနေတာကိုလည်းသတိထားမိသွားတယ်ပထမဆုံးအလုပ်နေနဲ့စာတိုက်ပုံကိုဖွင့်လိုက်တဲ့အခါမှာပျောက်ဆုံးနေတဲ့လူတဦးရဲ့ကြော်ညာဆောင်တွေ့လိုက်ရပါတယ်။ TV သတင်းကိုဖွင့်လိုက်တော့လေဒီရက်ကွက်ကပျောက်ဆုံးမှုတွေဟာမဖြေရှင်းနိုင်သေးတဲ့လူပြောင်းမှုများဖြစ်နေကြောင်းထပ်မံကြားလိုက်ရပါတယ်။နောက်ဆုံးအလုပ်ဖြစ်တဲ့အမိုက်ပစ်ဖို့အိတ်ကိုဆွဲထုတ်လိုက်တဲ့အခါမှာအိတ်ထဲမှာအယိုးကြီးတွေထိုးထွက်နေတာကိုတွေ့လိုက်ရတဲ့အတွက်ဂျက်ဆန်ဟာထိမ့်မနိုင်အောင်တုံရင်သွားခဲ့ပါတယ်။သူကဒါတရိတ်ဆန်အယိုးတွေဖြစ်ရမယ်ဆိုပြီးစိတ်ကိုအတင်းထိန်းလိုက်ပါတယ်။အမိုက်ပစ်ဖို့အိမ်တကားကိုဖွင့်လိုက်တာနဲ့Agent Reno လို့နာမည်ပေးထားတဲ့ FBI agent တအုပ်တွေ့လိုက်ရပါတယ်။သူကဒီရက်ကွက်ကထူးဆန်းမှုတွေကြောင့်လာမေးတာပါ။ဂျက်ဆန်ဟာထူးဆန်းတာဘာမှမရှိပါဘူးလို့ပြန်ပြောလိုက်ပြီးစိတ်ထဲကထိတ်လန့်မှုကိုဖုံးကွယ်ခဲ့ပါတယ်။ဂျက်ဆန်ဟာအမိုက်ပုံထဲအမိုက်ထည့်ပြီးအိမ်ထဲကိုပြန်လှည့်လာချိန်မှာပတင်းပေါက်ကနေအိမ်မက်ဆိုးတွေကလို့ကြောက်စရာကောင်းတဲ့ပုံရိပ်ကြီးတစ်ကောင်ကလက်ခုပ်တီးလိုက်တာကိုမြင်လိုက်ရပါတယ်။ရုတ်တရက်မီးတွေအကုန်ပိတ်သွားပါတော့တယ်။ဂျက်ဆန်ကကြောက်လန့်တကြားထွက်ပြေးဖို့ကြိုးစားပေမဲ့အသက်ပြင်းပြင်းရှုပြီးစိတ်ကိုထိန်းချုပ်လိုက်ပါတယ်။အိမ်ထဲမှာလုံးဝပုံမှန်မဟုတ်တော့ပါဘူး။ရေခဲတစ်တာထဲကအစားအသောက်တွေအကုန်ပျောက်နေပါတယ်။တောကက်ထားတဲ့ခန်းတကားဟာစုပ်ပြဲခံထားရပြီးနေရန်တွေမှာအစင်းရာတွေအပြည့်ဖြစ်နေပါတယ်။ဂျက်ဆန်ကဒါငါစိတ်နဲ့ကစားနေတာပဲလို့တွေးပြီးအလုတ်ကိုပြစ်မပြေးသေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။မနက်3နာရီမှာတော့အတန်ဆိုးကြီးကြားလို့လန့်နိုးလာပါတယ်။သူကြည့်လိုက်တော့တကားနားမှာအရက်ရှိတဲ့ပုံရိပ်မဲကြီးတစ်ကောင်မတ်တက်ရက်နေတာကိုတွေ့လိုက်ရပြီးဂျက်ဆန်လှုပ်ရှားလိုက်တာနဲ့အဲ့ဒီပုံရိပ်ကတကားကိုအမြန်ပိတ်သွားပါတယ်။ဂျက်ဆန်ထွက်ကြည့်လိုက်တဲ့အခါမှာတော့ခတ်ထားတဲ့အခန်းကပွင့်ထွက်နေပြီးအဲ့ဒီပုံရိပ်မဲကြီးကိုပတင်းပေါက်ပြင်ဖက်မှာထပ်တွေ့လိုက်ရပါတယ်။ဒီနဲ့ဆိုကလက်ခုပ်တီးပြီးမီးတွေကိုထိန်းချုပ်ကဂျက်ဆန်ကိုစတင်စနောက်ကစားပါတော့တယ်။ရေချိုးခန်းထဲကနေရမှာလဲမင်းကိုတတ်ဖို့ငါကစားနေတာလို့စာရေးပြီးချိန်ချောက်ခဲ့ပါတယ်။ဂျက်ဆန်ဟာတော်ပြီငါထွက်ပြေးတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။သူဟာနတ်ဆိုးရဲ့အကြံကိုရိပ်မိလိုက်ပါတယ်။နတ်ဆိုးကဂျက်ဆန်ကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နိုင်ပေမဲ့ကစားချင်လို့အချိန်ဆွဲနေတာပါဂျက်ဆန်ဟာအင်းရှိတကားကိုဖွင့်ပြေးဖို့ကြိုးစားပေမဲ့နတ်ဆိုးကလက်ခုပ်တီးပြီးမီးတွေအကုန်ပိတ်လိုက်ပါတော့တယ်လွတ်လန်းမရှိတော့တဲ့အတွက်ဂျက်ဆန်ဟာပတင်းပေါက်ကိုရိုက်ခွဲပြီးအပြင်ကိုခုန်ထွက်ခဲ့ပါတယ်သူပြေးထွက်လာချိန်မှာနတ်ဆိုးကပတင်းပေါက်နောက်မှာရက်ပြီးဂျက်ဆန်ကိုစိုက်ကြည့်နေပါတယ်ဂျက်ဆန်ဟာအကူကြီးတောင်းဖို့အိမ်နီးချင်းမာကိုအိမ်ကိုအသေးအံပြေးသွားပါတယ်မာကိုရဲ့ပတင်းပေါက်တွေပေါ်မှာသွေးတွေပြေးပွားနေတာကိုတွေ့လိုက်ရပြီးလက်ခုပ်တန်တစ်ချက်ကြောင့်မာကိုရဲ့အိမ်မီးတွေပါအကုန်ပိတ်သွားပါတယ်ဂျက်ဆန်ဟာကြောက်လန့်တကြားနဲ့ရဲစခန်းကိုအဝေးဆုံးပြေးခဲ့ရပါတယ်စုံစမ်းစစ်ဆေးမှုတွေရမာကိုဟာသူ့အိမ်ထဲမှာအသက်မဲ့နေတဲ့အလောင်းတွေနဲ့တွေ့ရပါတယ်ပိုပြီးထိတ်လန့်စရာကောင်းတာကတော့အင်ရှင်မက်ဆင်ရဲ့အလောင်းကိုဂျက်ဆန်ပြစ်ခဲ့တဲ့အမိုက်အိတ်ထဲမှာဆွတ်ထည့်ထားတာကိုပါရှာဖွေတွေ့ရှိခဲ့ရပါတယ်နတ်ဆိုးရဲ့ခြေရာကိုတော့ဘယ်တော့မှရှာမတွေ့ခဲ့ပါဘူးဒါပေမဲ့ဇလန်နောက်ခံကပုံမကြောက်စရာကောင်းလာပါတယ်ဂျက်ဆန်အိမ်ရောက်တဲ့အခါမှာမက်ဆင်ဟာအမိုက်ပုံထဲလူသေးကောင်အဖြစ်ရောက်နေခဲ့ပါပြီဒါဆိုရင်အိမ်ဆောင်ခေါ်တဲ့ကြော်ညာကိုတင်ခဲ့တာကနတ်ဆိုးပဲဖြစ်ပါတယ်နတ်ဆိုးဟာဂျက်ဆန်ကိုအမိုက်ပစ်ခိုင်းပြီးမက်ဆင်အလောင်းကိုဖျောက်ခိုင်းခဲ့တာပါဒါဟာလူသက်ပြီး
စိတ်ပိုင်းဆိုင်ရာကစားတဲ့တပ်ဖြတ်ခြင်းပဲဖြစ်ပါတယ်။ရက်ကွက်တစ်ခုလုံးမှာဒီ club လုံခြုံရေးစနစ်ကိုတက်ဆင်ကြတယ်။ဒါပေမဲ့တချို့ theory တွေအရဒီလုံခြုံရေးကုမ္ပဏီဟာနတ်ဆိုးတွေကိုတမင်တကာလွှတ်ပေးပြီးရောင်းအားတက်အောင်လုပ်နေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ပိုဆိုးရာကဒီစနစ်ဟာနတ်ဆိုးတွေအတွက်လမ်းပြမြေပုံဖြစ်ပြီးအင်ကိုတာဂက်လုပ်ဖို့ခေါ်ဆောင်နေတာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒါဆိုရင်လုံခြုံရေးဟာအကြီးမားဆုံးထောင်ချောက်ဖြစ်နေပါပြီနော်။မာကိုရဲ့အိမ်ဟာလည်းတစ်ချိန်တည်းမှာတိုက်ခိုက်ခံရပြီးသွေးတွေပြီးပွားနေတာကြောင့်ဒီရက်ကွက်ကိုခြောက်လန့်နေတဲ့နတ်ဆိုးဟာတကောင်မကအများပြားရှိနေတယ်လို့သုံးသပ်ရပါတယ်။ဒီဆက်လန်ကတော့အပြေမရှိတဲ့လျှို့ဝှက်စမ်းကြယ်မှုကြောက်မက်ဖွယ်တတဝါရဲ့စိတ်ပိုင်းဆိုင်ရာကစားခြင်းတို့နဲ့ပဲအဆုံးသတ်သွားခဲ့ပါပြီနော်။ဟုတ်ကဲ့ပါရှင်ပရိသတ်တို့အနေနဲ့ဘလို့ဇလန်းမျိုးတွေကိုတင်ပေးစေချင်တယ်တင်ပေးစေချင်တဲ့ဇလန်းပုံစံကို comment မှာရေးပေးခဲ့လို့ရပါတယ်နော်အမကတော့တင်ဆက်သူ Lady King Voice Over Actor ပါနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်နော်